အားလုံးပဲမင်္ဂလာပါပညာဒါနအနေနဲ့တရွက်ပုံစံခေါင်းလေးကိုတင်ပြပေးသွားမယ်ဖဲရဲ့ဆက်လေးကိုတလမခွဲသုံးမယ်ပေါ့နော်အရှိကိုနလမညက်ပါမယ်ညက်ပြီးသွားရင်မလာတဲ့ဘက်အချမ်းကိုခောက်ပါမယ်ခောက်ပြီးရင်ကိုလိုချင်တဲ့ပုံစံလေးရအောင်ကက်ချင်းနဲ့ညက်မယ်အနားလေးတွေမဖောက်ထွက်အောင်လို့မီးလေးကိုတခြားမြက်ပါမယ်အခုမမလို့ပြတဲ့တရွက်ဒီဇိုင်းလေးကိုဘယ်နေရာမှာသုံးလဲဆိုရင်ပန်းဥတို့စောဥတို့လုပ်တဲ့နေရာမှာသုံးပါရဲ့ပန်းပွင့်နေရဲ့အောက်မှာပေါ့နော်တရွက်လေးကိုကပ်ပြီးတော့မှအသုံးပြုပါရဲ့အခုကမမင်ကဒီဇိုင်းလေးမျိုးလုပ်ပြသွားမယ်ပေါ့နော်အခုလုပ်ပြနေတာကပထမဒီဇိုင်းပါအခုကပထမပုံစံတရွက်ဒီဇိုင်းလေးပြီးပါပြီနောက်ထပ်ဒုတိယပုံစံဒီဇိုင်းလေးကိုခောက်ပြပါမယ်မင်းမြတ်တဲ့အခါမှာတတိထားရမှာကမင်းကိုအပူပေးုံလောက်ပဲညရင်ရပြီပေါ့နော်အကြာကြီးလုပ်မယ်ဆိုရင်မီးကျွမ်းသွားတတ်ပါတယ်ခုကအောက်အနားကြီးတော့မင်းမြပြီပေါ့နော်ကိုကြီးဖြစ်နေတာဖြစ်တဲ့အတွက်အပေါ်နားလေးကိုအနေငယ်မင်းမြလိုက်ပါမယ်ဒါဆိုရင်တော့ဒုတိယဒီဇိုင်းလေးကပြီးပါပြီနောက်ထပ်တတိယဒီဇိုင်းလေးလုပ်ပါမယ်အရှိကို2လက်မညက်မယ်ထုံးစံအတိုင်းပဲ1လက်မခွဲပေးကိုပဲသုံးမယ်ပေါ့နော်အလဲကောင်ကိုခောက်ပြီးရင်ကိုလိုချင်တဲ့ပုံစံရအောင်ညက်ပါမယ်ညက်ပြီးသွားရင်တော့အနားလေးတွေကိုမင်းမြိုင်မယ်ပြီးရင်အလဲကောင်နားလေးကိုခောက်ပြီးတော့မှမင်းမြိုက်ပါမယ်ဒီသီးရွက်လုံးကြီးကတော့အလဲကိုဆုံးပဲပေါ့နော်ကဲခုကတတိယဒီဇိုင်းပြီးပြီနောက်ထပ်ဒီဇိုင်းလုပ်ဖို့အတွက်2လက်မခွဲညက်မယ်အနံက1လက်မခွဲရှိရပေါ့နော်အနာလေးတွေကိုမင်းမြတ်တဲ့အခါမှာမင်းကိုထိအောင်လေးပဲထိပြီးတော့မှလေးလိုက်မယ်ပေါ့နော် accessory လောက်တဲ့တင်တန်းလေးကိုမင်းဖွင့်ထားရပေါ့နော်တင်တန်းစုံစမ်းခြင်းတဲ့လူတွေက Facebook နဲ့ TikTok မှာလာမေးလို့ရပါတယ်ပုံလေးကိုမင်းဗီဒီယိုရဲ့အဆုံးမှာပြပေးထားပါမယ်နောက်ထပ်ပညာဒါနတွေကိုလည်းတင်ပြတော့မှာဖြစ်တဲ့အတွက်မင်းရဲ့ YouTube channel လေးကို subscribe လေးလုပ်ထားပေးပါနော်ဒီတရွက်လေးလုပ်ပြီးသွားရင်တော့ဒီဇိုင်းလေးမျိုးလုံးပြီးပါပြီတင်နန်းဆောင်စမ်းခြင်းတဲ့သူလေးတွေအတွက်ဒါကမမေရဲ့ Facebook page ပါနောက်ထပ်ဒါလေးကကျတော့မမေရဲ့ TikTok ပေါ့နော်နှစ်ခုလုံးမှာလာရောက်မေးမြန်းဆောင်စမ်းနိုင်ပါတယ်